လေးတယောက်ရဲ့စိတ်ဟာရေမြုပ်တစ်ခုလိုပါပဲပတ်ဝန်းကျင်ကအရာအလုံးကိုစုပ်ယူနေတာပါဒီနေ့ခေတ်မှာကလေးကိုရိုင်းနှက်ဆုံးမတာထက်ပိုထိရောက်တဲ့ positive parenting အကြောင်းပြောပြပေးချင်ပါတယ်ပထမဆုံးကလေးကိုစူပူမဲ့အစားသူတို့ဘာဖြစ်ချင်တာလဲဆိုတာကိုအရင်နားထောင်ပေးပါသူတို့မှလည်းခိုင်လုံတဲ့အကြောင်းပြချက်ရှိတတ်ပါတယ်ဒုတိယအချက်ကတော့အမားကိုအဖြစ်ပေးဖို့ထက်သင်ခန်းစာရအောင်သင်ပေးပါဒါမျိုးမလုပ်နဲ့လို့ပြောမဲ့အစားဒါမျိုးလုပ်ရင်ပိုကောင်းမယ်ဆိုတာမျိုးလိုင်းညွန်ပေးပါတတိယအချက်ကစိတ်ခံစားချက်ကိုအတိအမှတ်ပြုပေးဖို့ပါမငုံနဲ့ဓာလေးများလို့ပြောမဲ့အစားသားသမီးစိတ်မကောင်းဖြစ်နေတာကိုဖေဖေမေမေနားလဲတယ်လို့ပြောပေးတာကသူတို့ကိုပို့ပြီးစိတ်ထက်ခိုင်မာစေပါတယ်ကလေးတွေဟာကျွန်တော်တို့ပြောတဲ့စကားချက်ကျွန်တော်တို့လုပ်ပြတဲ့အဖြူမှုတွေကိုပို့အထုယူတတ်ကြပါတယ်ဒါကြောင့်ကလေးကိုလေးမစေခြင်းရင်မိဘကိုယ်တိုင်ကအကောင်းဆုံးစံပြဖို့ကိုဖြစ်နေဖို့လိုအပ်ပါတယ်။နှွေးထွေးတဲ့ဆက်ဆံရေးကကလေးတစ်ယောက်ရဲ့အနာဂတ်အတွက်အကောင်းဆုံးလက်ဆောင်ပါပဲ။ဒီဗီဒီယိုလေးကမိဘတွေအတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်သွားပေးပါဦး။နောက်ထပ်လည်းကလေးသူငယ်စိတ်ပညာအကြောင်းတွေသင်ပေးသွားမှာမို့ follow လုပ်ထားဖို့မမေ့နဲ့နော်။